ကဘာကြီးမှာအာဒဏ်တွေဝါကပဲစတယ်လို့ပြောဓမ္မကြီး၄ပါးကစတယ်ပဲပြောသူတို့ထက်မှာအမင်းဆိုတဲ့အဲ့ရှိလေပြည့်စုံရင်ပါလာလို့ကဘာကြီးကအချက်မပြတ်ဖဲနဲ့ဒီနေ့အထိကျွန်တော်တို့အထိသားစဉ်မျိုးချက်ကြီးဖြစ်လာတော့ဟောအမေမှန်တယ်ဗျဘာသာမျိုးချမျိုးကြရဲ့ကျွန်တော်သိချင်မှမရှိဘူးအမေသားတဲ့အမေကြောင့်အမေပါပဲအမေသူကယုံညာလို့သူကမျိုးကြမလို့သူကဘာမလို့ဘယ်ဘာသာမလို့မဟုတ်ပါဘူးမဟုတ်ပါဘူးကျွန်တော်မြင်လာပြီကျွန်တော်ပြောမယ်ကျွန်တော်ယုံသားမလားမယုံပါဘူးကျွန်တော်စဉ်းစားထားမှပြောတာပါအမေမှန်လေအမေနားနဲ့ဘောနဲ့ငါပြောလိုက်ကြစီတော့အမေဟာကျွန်တော်လက်ထက်ထဲမှာကျွန်တော်မျက်စိအောက်မှာပဲမိမရှိဖြစ်နေပါစေအမေဟာအမေပါဘူးတောင်းစားအမေလေးအမေသာသမီကြီးဝါစီစီဝါထွေစီရှိဝေပရမညာအင်းကြီးကားနဲ့ဝေလာထွေပေးနိုင်မအမေမေဆိုင်ရမြတ်အတွင်မာလီလက်ခင်းအိတ်စံညာတို့ဖေပြီးအယုံတစ်ဖက်ဒီဝေသမီးတို့ဘယ်လိုလဲသူဝေအမေမင်းရတဲ့အနာတော်တိုင်းအမေရှင်တော်မရှိတော့မရှိဘူးခင်အချရာချာမရှိလို့ရှင်လေးလူအတူတူကျဘိုးတွေလူတော့အတူအခုရဝေခံလာဒုက္ခမူလနဲ့စီပညာဝေရွှဲအောင်ယောတာမီကိုသိခါမိတာအကျဉ်းလာမှာကဘာအချာပေးစရာအထွေထွေဝဲတော်လေအမေဟာအမေပဲမရှိ